match of the day ကျွန်တော်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်ပဲ reaction လေးတွေ share လေးတွေ like အသေးလေးတွေကျွန်တော် YouTube မှာဆိုလေ subscribe လေးတွေလုပ်အားပေးလို့ရပါတယ်ကျွန်တော်ဘာပဲပြောဒီချိန်မှာတော့ပွဲစဉ်ကတော့မကြခင်စတင်လာတော့မယ် Mobile Legends ဘန်ဘန်မြန်မာ Super League regular season week 2ရဲ့ day number 2 match of the day ပွဲစဉ်တစ်ပွဲဖြစ်တဲ့ best of the series game number 1 J-Dai versus T7 လော်ရော်ဒီအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ လော်ရော်ကြီးကနေကြိုးစုံနေခဲ့ပြီဗျာလီနာဒီတစ်ခေါက်မှလည်းကင်ပြီးပြန်သွားရတယ်ဗျာယိုရီရဲ့ဘာရှာဂျန်ကယ်တစ်ဖက်မှလည်း lucky အနေနဲ့တော့သူ့ရဲ့လီယိုမော့ပြန်ပြီးတော့အသုံးပြုလာတယ်ပေါ့နော်အဲ့တော့လီယိုမော့တော့ဒီ patch မှာတော်လီတော့အသုံးပြတယ်ဒါပေမဲ့ဘာရှာဘန်တော့ဘန်တယ်သိလားဘန်နဲ့ဂျားရကနေပြီးတော့ပြန်ထွက်လာတဲ့ပွဲဆိုတော့ဒီဘာရှာရဲ့ impact ကိုတော့ကြည့်ကျင်တယ်တရားတစ်ခုကတော့ global standing တွေကြားထဲမှာ free လိုက်ရိုက်မဲ့ movement ကိုတော့မြင်တော့မြင်တယ်ဗျာဒီနေရာမှာကျွန်တော် J-Dai ကလည်း trade လိုက်တာသူတို့ဒီ first pick မရဘူး second pick မှာရတယ်အဲ့တော့ဘာရှာယူခြင်းလေးယူသွားငါတို့ free ပြန်ယူမယ်ဆိုတဲ့ပုံစံတစ်ခုနဲ့ trade လိုက်တာအဲ့တော့ first pick မှာ T7 က free ယူသွားတဲ့အတွက်ကြောင့်ဘာရှာလိုမျိုး hero တစ်ကောင်တော့သူတို့နေရတယ် 100% matches တစ်ခုရှိနေခဲ့တဲ့ဒီ hero တစ်ကောင်သူတို့နေကောင်းကောင်းသုံးချမယ်ဗျာလောဆယ်မှာတော့ con အနေနဲ့3-1နီးပါးလောက်ပြီးတော့ကိုင်းသွားပြီ lucky ကတော့သူ့ပုံစံတိုင်းပဲ T7 ရဲ့ form ကပထမပိုင်းနေမှာကျွန်တော်ဒီ early game တွေကိုတစ်ဖက်က jungle zone တွေက crit တကောင်မစားရရုံမနေနိုင်တာဟုတ်တယ်အဲ့ဒါOtoi ကိုတင်းရ Yazuki ရဲ့ play style နည်းနည်းတော့ဘယ်လိုပြောမလဲတူတယ်ပေါ့ဗျာရှေ့မှာလည်းကျွန်တော်တွေ့ခဲ့ပြီးသားအဓိက jungler တွေရဲ့ဒီ jungler တယောက်ရဲ့အားသာချက်ကတစ်ဖက်က jungle crit ကိုစားနိုင်လို့ရှိရင်ပို့ပြီးတော့ level ပိုင်းဆိုင်ရာ stat jungle stat ပေါ့နော် jungle stat 15မပြည့်ခင်မှာအတော်လေးအားသာတယ်အလဲမှာတော့ Yuri Intes နဲ့တူပဲ Lina စပြီးတော့နော် rotation တော့လုပ်ဖို့တော့ကြည်နေဗျာမြစ်မှာရသလောက်လေး crit ကိုအများဆုံးရှင်းထားတယ်ဗျာ silent match တွေပါပြန်သွားမလားအပေါ်မှာလည်းကျွန်တော် stin နဲ့တူပဲ OP တို့ရဲ့အနေထားမှာတော့ OP ကတော့ထုံးစံတိုင်းပဲ Granger ဆိုတော့ early impact များတယ်ဒါပေမဲ့ career ကတော့သူ့ရဲ့ training 3ကြောင်းပြန်ဆောက်ရမယ် Gunner မျိုးလေးတော့ရှိတယ်ဗောလေဆိုတော့ first starting fight မတိုင်ခင်မှာHiroki တကောင်ဘယ်သူစပေးရမလဲကြည့်ရအောင်မယ် lucky ကတော့ကျွန်တော်ဒီ stat ကပြန်ပြီးတော့ကြည့်ရမယ်ဆိုကိုကြီးပြောဆို retribution မှာ1 stat လောက်တော့ပို့ပြီးတော့ကျွန်တော် Yuri ထက်များတယ်ဗျာဒါပေမဲ့ retreat တက်ပေါက်လို့ရရဆိုရင် hero တကောင်ပဲတိုးတော်လေတစ်ဖက်မှာ ESP laner အနေနဲ့ပြန်ကြည့်ရမယ်ဆိုရင် stand ပေးလို့ရတဲ့လက်ဖူဖြစ်တယ်အဲ့တော့ lane shaker နဲ့သာ stand ခွင့်ရမယ်ဆိုရင်တော့ lucky ဒီ retreat ပေါက်တဲ့နေရာတစ်ခုမှာသူ့နေနဲ့နည်းနည်းလေးခက်ခဲတစ်ခုတော့ရှိနေလိမ့်မယ်ပြောရင်ဆိုနေနေပဲရှင်းရအောင်တော့ပြေးသွားပြီဗျာ flicker ကြီးတော့ရလိုက်ရတယ်ဒါပေမဲ့တစ်ဖက်မှာလေ retribution ကို Yuri တိတ်ပဲလို့သွားနေနေပဲ battle ထပ်ပြီးတော့ဆိုင်မှုတဲ့ကြိုးစားနေကြပြီဗျာဒါမှလည်း Full of the Phoenix တပြပေးထားသေးရဗျာ Bukai Desert တွေကြားမှာ Inter ပြန်ပြီးတော့တောင်းသွားတယ်ဗျာကျွန်တော်ကလည်း Yuri နောက်မှာ Stallion ပဲထပ်ပေးထားနေနေပဲ Flicker လေးနဲ့ပဲတန်းပေါတကယ်ကိုအန်အသစ်ဖွယ်ကောင်းတော့ပဲပြန်လည်လွတ်မြောက်သွားတယ်ဗျာအပေါ်မှာလေ Oh Steve Flicker နဲ့တူပဲတွဲပြီးတော့ပြစ်လိုက်တဲ့ damage တွေက Speedy Live damage တွေအတော်လေးကိုနားတယ်ဒါပေမဲ့ OP ကိုလည်း Flicker တော့ပြန်ပေးလိုက်ရတယ်ဗျာဒီနေရာမှာ OP Flicker မပေးလိုက်ရင်တော့သူတေဝါနိုင်တယ်ဗျာအားလေးပိုင်းမှာဒီ Spinning Light Week ကတကယ်ကို damage ပါရင်ကဲဘာပဲပြောဒီချိန်မှာ Ori ရဲ့ prediction တွေကလည်းတက်လန်းလာခဲ့ပြီဗျာ 60% 40% အရင်တော့ကွာဟာတဲ့ percentage တခုတော့မဟုတ်ဘူးဒါပေမဲ့ 10% လောက်ကတော့ဒီတိုင်းမှာရှိတယ်ဗျာဟုတ်တယ်နော် 10% ကတော့နည်းလေးပူတာတယ်ဒါပေမဲ့ပြဿနာတော့မရှိသေးဘူးလောလောဆယ်နှစ်သိန်းလုံးကတော့တက်တယ်နဲ့ Hiroki တွေပြန်ပြီးတော့လဲထားတဲ့ချိန်မျိုးမှာတော့ရှိတယ်ဗျာဒီမှာလည်း Rolling Stone နဲ့တူပဲ Yuri ကောင်းမကြိုက်ထားသေး Final Seas တွေပြန်ပြီးတော့သုံးထားသေးတဲ့တောက်မှာ Inter AOG နဲ့တူပဲပြန်လဲ forward သွားတယ်ဗျာတကယ်ကိုသူကြီးကနည်းနည်းလေးပဲကြံတော့တာပါရိုမာ2ယောက်လုံးကလုံးပြနေရဗျာနော်ကျွန်တော်ခုနကလည်းတန်းပေါ်သွေးနည်းနည်းလေးနဲ့ပြန်ပြီးတော့ forward သွားတာဒီချိန်မှာလည်းကျွန်တော်ထပ်ပြီးတော့ index နဲ့လွတ်မြောက်ခွင့်ရရှိသွားတယ် ultimate cooldown တစ်ခုတော့ပြန်ပြီးတော့စောင့်အောင်မယ်ဗျာနောက်ထပ် target format time တစ်ခုကလည်းသူ LD ပြန်ပြေးမဲ့အချိန်နဲ့ကွက်တီလောက်သွားပြီးတော့ကြာမှာအဲ့တော့ recommendation မှာလာရောက်ပြီးတော့ try လို့ရတယ်ဆိုတဲ့အချိန်ကြီးတော့ရှိရဗျာ IP stick ကတော့ flicker မရှိဘူးပြီးတော့တစ်ဖက်မှာ OP လည်း flicker မရှိဘူးအဲ့တော့ဒီပေါ်လည်းမပေါ်တဲ့ target fight ဒီ goal line တွေ join ဖို့တော့ကတော်တော်လေးတော့ခက်ခဲလိမ့်မယ်ကဲနော်ကျွန်တော် J-Dai နေရတော့ဒီချိန်မှာစပြီးတော့ပဲသူတို့ရဲ့ဒီ Tower Gap တစ်ခုကိုတစ်ဖက်သေးဘက်ကိုတော့ပြန်ပေးရတယ်ဗျအရင်များတဲ့ပမာဏတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့လည်းပဲ 1K နီးယားလောက်တော့ရောက်နေရဗျပေါ်မှာလည်း Rolling Stone Revolution မှာတွဲပေါက်ထားသေးတယ်နောက်မှလည်း Inter ကောင်းတယ်ဗျ Everywhere ထောင်းနေပြီးတာကြာမှာ Stay အနေနဲ့ OP ကိုအစောသက်ပေးသွားပြီနောက်မှလည်း Thunpao ရဲ့ backup နောက်ကျနေနေပဲဒီချိန်မှာတော့ goal line ကိုတော့ J-Dai အနေနဲ့ရောက်အောင်တော့ကန်လုတ်သွားတယ်ဗျအဓိက flicker မရှိတဲ့ timing တစ်ခုဗျ information ကိုသူတို့အနေနဲ့သိသွားပြီဆိုတဲ့ကာလတစ်ခုမှာဝင်ပြီးတော့တိုက်သွားခဲ့တယ်အနောက်မှာလည်းအရန်တစ် backline ကနေပြီးတော့ flanking 2အနေနဲ့ဝင်လာခဲ့တဲ့ Intes ရဲ့ unbreakable တစ်ခုကြောင့်လို့ပဲပြောရမယ်ဗျချက်ချင်းစီးရန်သူသိမ်းမိတ်ကိုပြန်ကယ်ဖို့တော့ကြိုးစားခဲ့တော့လေ Yuri စီမှာရှိနေခဲ့တဲ့ဒီအစောရှိလေးတစ်ခုကသွားပြီးတော့ထိသွားခဲ့တာအဲ့တော့ Hiroki ကြရှုံးမှုပိုင်းမှာတော့ goal line တစ်ခါ down သွားခဲ့ပြီဗျဒီမှာလေး Tate ကိုတော့စတင်ပြီးတော့ T7 နေလုံးနေခဲ့ပြီ retribution မရှိဘူးဆိုတဲ့အရာတစ်ခုလည်းသူတို့ကောင်းကောင်းသိသွားဆိုတော့ objective နဲ့ Hiroki တကောင်ပြန်ပြီးတော့ trade လိုက်ရတယ်လို့ပဲပြောရမယ်ဟုတ်တယ်နောက်ကျွန်တော်ပေါ်လာကို referee ပေါက်ပြီးတော့ Rolling Stone လှိမ့်နေနောက်မှာ Everywhere ထောင်းနေရ Inter ကကွက်တီကိုပေးသွားတယ်ဆိုတော့ဒီချိန်မှာလည်း Hiroki ကတော့စပြီးတော့ကြားတယ်ဗျပြောနေရင်လည်း Thunpao ဒါတလော်လီ Anohan နေပြန်ပေးထားသေးတယ်ဒါပေမဲ့ Inter စီမှာလည်းတော်တော်လေးမာတဲ့ durability ဘိုင်းတွေကသွားပြီးတော့ရှိနေရဗျနော်ဒါတလော်လီ delay လုပ်ဖို့တော့ကြိုးစားနေရ CK လည်း free fan ဖြစ်နေဒီပွဲက T7 fan ရမဲ့ hero တွေအတော်လေးတော့များတယ်ဒီ blue box ကိုပါတက်ပြီးတော့ကြော်နေနေပဲဒီချိန်မှာလည်းလေပိုင်းဆိုင်ရာမြင့်တင်မှုတွေပြုလုပ်နေရဗျာတန်းပေါပြန်လဲ forward တော့လှုပ်ထားသေးရ blue box ကတော့ကြည့်ရတော့မရပါဘူးနဲ့တူရလိုက်နော်ကီးစီမှာသွားပြီးတော့ပါသွားပြီဗျ retreat ပေါက်လိုက်တာတော့မှ Yuri ကမရလိုက်ဘူးဆိုတော့ကျွန်တော်နည်းနည်းလေးတော့
စဉ်းစားကြရတော့ဖြစ်လာပြီကဲဘာပြော OB ကတော့ double lane fan mid ပုံစံတစ်ခုနဲ့သူ့ရဲ့ Capricorn stat တွေကိုတော့နည်းလေးပြန်ပြီးတော့စုနေရလို့တော့ပြောရမယ် stick ကတော့ကျွန်တော် network လေးပဲဗျာเนาะသူရဲ့ strength တွေ3ကြောင်းပြီးတဲ့ကာလတစ်ခုမှလည်းရှင်ချဖို့အတွက်ဆိုရင်တော့မှန်တိုင်းပြောရင် OB နဲ့ကမလွယ်ဘူးဗျာသူက rate နီးတယ်ဟိုကောင် rate ကပို့ပြီးတော့ဝေးတယ် ဟုတ်တယ်ဒီမှာလဲ Yuri ဒီရဲ့ဒီเนาะကျွန်တော် Cree လေးတကောင်စားဖို့တော့ကြိုးစားနေရဗျအဲ့တော့တော်လေးတော့များတယ်เนาะနောက်မှာအုပ်လိုက်ကြီးပဲဒီဘက်မှာလဲ OP နေတော့လင်းကိုအမြန်ဆုံးတော့ရှင်းထားတယ်ဗျ Grand ကသူတခါတီသွားတဲ့ခါကျတော့သူ့အနေနဲ့ကဒီ Sky BSI ပါစုဖို့တော့ကနည်းနည်းတော့ခတ်နေရအနေထားဗျ Grand လို hero မျိုးတွေ early game မှာเนาะကျွန်တော်တို့ဒါ hero game ပေးရတယ်ဆိုတာကတော့နည်းနည်းလေး advanced ဆိုင်ရာနောက်ကျသေးတယ်လက်ရှိလဲ mid ကိုတော့အမြန်ဆုံးရှင်းထားသေးတယ်တစ်ဖက်မှာလဲ Rolling Stone and Raven Town နေကြားထဲမှာတန်းပေါင်းပြန်ပြီးတော့ပြေးနေရဗျတန်းပေါင်းစီမှာ flicker တော့ရှိတယ်ဒါပေမဲ့ early game မှာတော့အဲ့လောက်ကြီးကျွန်တော်တို့ဒီနော် hero ကိုလိုက်တော့ဖို့လွယ်တော့မလွယ်ဘူးဒါပေမဲ့အပေါ်လန်းကိုတော့ stick ကအပိုင်းတော့ချိုးသွားပြီဗျာ ဒီကတော့သူတို့ရဲ့ target ဒီမောင်းထုတ်လိုက်တာဗျာနော်ကျွန်တော်ဒီအပေါ်တိုက်ရိုက်ကျွန်တော်တန်းပေါက်လိုက်လာမယ်ဆိုရင်ဒီနှစ်ကောင်ပြန်ပြီးတော့ defend မယ်ဆိုရင်ဒီ top lane ရဲ့ tower တစ်လုံးရဖို့တော့ခက်တယ်ဒါပေမဲ့အောင်လန်းမှာလေခုံးကလိမ့်မရှင်းမဲနဲ့သူလဲမလာပြီးတော့ combine လုပ်လိုက်တဲ့ impact တစ်ခုကြောင့်ပဲဒီ first tower တစ်လုံးမှာပြန်ပြီးတော့ပေးလိုက်ရကြ free ဖြစ်နေတဲ့အချိန်တော့ဒီ tower ချိုးရတဲ့ပိုင်းတော်တော်လေးမြန်တယ် first item လည်းပြန်ကြည့်ရမယ်ဆိုရင်ဒီ free စီမှာ golden step ပါလာပြီအဲ့တော့တောက်လျှောက်ခုတ်တော့မှာကဲเนาะကျွန်တော်ဒီချိန်မှာတော့ free အနေနဲ့ကတော့သူ့ရဲ့ item လေးရတော့မစိုးဘူးတစ်ဖက်မှာလည်းပြန်ကြည့်မှဆိုလို့ရှိရင်တော့ဒီပွဲကအဲ့လို sky beer ဆိုတာ lina နဲ့ sky beer ဆိုတာပါတယ်ဗျာသူလုံးဝ glowing one တွေပါပြန်ပြီးတော့ကြံနေသေးရဲ့အနေထားဆိုတော့ glowing one ပြီးသွားရင်တော့ lina အကုန်လုံးပြန်ပြီးတော့ဖြဲလို့တော့ရတယ်အဲ့ဒီပြင်မှာ stick ကလည်း item တစ်ခုအနေနဲ့ caution side တွေပါလာပြီဗျာတတိယစပြီး try နေနောက်မှလည်းလပူစပြီးသုံးထားသေး fantasy တွေကြားထဲမှာသွားပြီးတော့ stand နေတော့ majority ဒီကောက်တော့ထပ်ရရတယ်နောက်မှ AOG ထပ်သုံးထားသေးတော့ free of the phoenix stand နေမှာတန်းပေါင်း flicker တူပခွန်လိုက်လိုက်အဆုံးသတ်ပေးတာနေနေပဲတောက်လျှောက်ပြန်ပြီးတော့ရိုက်နေခဲ့တဲ့ secret damage တွေများနေခဲ့မယ်လေ4ယောက်5ယောက်ကိုတော့တင်း7ပြန်ပြီးတော့ fall back ခဲ့တယ်ဗျာ ဒီနေရာရဲ့ battlefield မှာတော့ကျွန်တော် J တိုင်းကြိုတင်ပြီးတော့ယူလာခဲ့တဲ့ position တစ်ခုကြောင့်ပဲတစ်ဖက်ကတိုးလာတဲ့အရာတွေမှာသူတို့ပြန်ပြီးတော့ hero gate ရရှိအောင်စွမ်းဆောင်သွားနိုင်ခဲ့တယ်ဗျာတာတေအပြင်မှာ hero gate ပါရလိုက်တာဆိုတော့ဘာပဲပြောဝါဟာနီရဲ့ network ကအနည်းငယ်လောက်ကသူတို့ဘက်ကိုပြန်ရောက်လာပြီဂိုးလိနာပိုင်းခြားတစ်ခုမှာတော့ OP ဒီ hero gate မရသေးဘူးဆိုတဲ့အရာကသူရဲ့ Sky Beer step ပေါ်မှီခိုပြီးတော့စောရမယ့် hero nature ကိုနည်းငယ်သွားပြီးတော့တက်ရောက်မှုရှိလာလိမ့်မယ်ဗျာ stick ကတော့ပြစ်နေပြီ item 2ချောင်းပါလာပြီ golden step Cruel Sky ဒီ item 2ချောင်းနဲ့ပြစ်မဲ့ပြစ်အားတွေကိုတော့ front line ရှိတဲ့ hero တွေခံနိုင်ရှိဖို့အတွက်မလွယ်တော့မလွယ်ဘူးဗျာဟုတ်တယ်เนาะကျွန်တော်ဒီချိန်မှာကျတော့လေဒီမော်တာ power stick က AC ဖြစ်သွားပြီဗျာပေါ်မှာလဲတောက်လျှောက်ပဲ lucky ပြန်ပြီးတော့ fall back နေနေပဲ tower တစ်လုံးပြန်ယူဖို့ကြိုးစားနေတာအရင်ကြီးတော့မလွယ်နေသေးဘူးအဓိကတင်း7ဒီပွဲမှာနည်းနည်းလောဘကြီးရဲ့လို့တော့ပြောလို့ရတယ်သူတို့ယူထားတဲ့ hero တွေကအတော်လေးကို fan မဲ့ hero တွေဖြစ်နေရ OP CK lucky ဆိုတော့300လောက်က fan မယ်တစ်ဖက်မှာတော့ Lina သူ့ရဲ့ဒုတိယမြောက် item ထပ်ပြီးတော့ပြီးသွားခဲ့ပြီဆိုတော့နောက်ပိုင်းဒီမှာ Lina ရဲ့ glowing one နဲ့ sky beer ဆိုတာ live ပစ်တဲ့အချိန်မှာ hero key ရရင်တော့အရန်တော့မလွယ်ပြီးတော့သတိထားမိတာဒီဘက်မှာခေါင်းကတော်တော်လေးကိုကောင်းနေဗျာစင်ပြေနေရဒီကတော့သူ့ကိုတတ်ဖို့အတွက်ကလည်းမလွယ်ဘူးသူကိုယ်တိုင်ကလည်း damage ပေးလို့ရတယ်ဗျာအကယ်၍သာ squishy ဖြစ်တဲ့ hero တွေဖြစ်တဲ့ဒီ CN တို့ OP တို့သူ့ရဲ့လက်ချက်နဲ့ lane shake ထဲမှာပါသွားမယ်ဆိုရင်တော့ Rages လက်3ချက်ကတော့ဝင်သွားမှရင်ပို့ပြီးတော့များတယ်အဲ့ချိန်မှာ battle combination လိုက်ဖို့တော့တော်လေးခက်ခဲသွားနိုင်ကျော်နေပဲ stand ပေါက်ရတော့ထိန်းရလိုက် pressure ပေါက် Guardian ပေးအကုန်လုံး stand ဝင်သွားတဲ့ခါမှာတော့ Yuki တောင်းသွားပြီဗျာတစ်ဖက်မှာလည်းအပါတော့ Guardian တပ်ပေးလိုက်တယ် Lucky ပါထပ်တောင်းသွား 2 man down back light control ပြေးပြီးတော့ CK ကြည်ပေးလိုက်ဆိုမှ stick ကတော့ပြေးပြီးတော့လွတ်မြောက်နေတော့မယ်ဗျာတစ်ဖက်မှာ Lina ကြားညက်သွားပြီဗျာ CK ခုတ်ချက်နဲ့တူပဲ Lina ပြတ်တောင်းသွားဆိုမှလည်း 2-4 one trade ကတော့ဒီဘက်ထဲမှာဖြစ်သွားခဲ့ပါသေးတယ် Lucky နဲ့တန်းပေါင်းပြန်ပြီးတော့ကြာသွားတဲ့အချိန်မှာ Lina ကိုတော့မရရအောင်ပြန်ပြီးတော့ CK အပါတော့ခေါ်သွားပြီဗျာ carry hero ကအတော်လေးများနေတဲ့အချိန်မှာ damage output ကများပေမဲ့ durability ဘိုင်းမှာတော့တန်းပေါက်တစ်ယောက်လောက်ပဲဗမာထန်ထန်ရှိနေတဲ့သဘောလို့တော့ကျွန်တော်ပြောရလိမ့်မယ်ဒါတော့မှတန်းပေါင်းပြန်ပြီးတော့ damage absorb တွေနဲ့ပြန်ကျသွားတယ် Yuri ကလည်းသူ့ရဲ့ objective ဒီမှာတာတဲ့ objective ကို2ခါလောက်ထိယူရနိုင်တယ်ဗျာ OP တောက်လျှောက်ပြန်ပြီးတော့ family union ပိုင်းเนี่ยကောင်းပြီမဲ့လေသူဒီ Sky Beer stat လုံးဝမရသေးတဲ့အခြေအနေတစ်ခုကတော့နောက်ပိုင်း minute တွေမှာတော့အနေငယ်အနေတော့များတယ်ပေါ့ပြောမှဆိုရင်တော့ Grand Chassis ကနေပြီးတော့ဒီ stat တွေပါမျောလင်းဖို့ကနည်းနည်းတော့ခက်မယ်ဗျဟုတ်တယ်ကျွန်တော်တန်ပေါတော့ဒီ low battle မှာခုံးကိုတွေးလျှော့ဖို့တဲ့ကြိုးစားခဲ့ဆိုမှလည်းခုံးအနေနဲ့က wide speed နာဖြစ်တဲ့ကြောင့် online မှာတက်လာတဲ့ quick weight လေးကိုအသာလေးပဲ justice blade လေးနဲ့ပဲတွေးပြပြတာလေကဲဆိုတော့ကျွန်တော် low စတင်ပြီးတော့ကင်းနေခဲ့တာခြေတိုင်းပဲဖြစ်တယ်ဗျတစ်ဖက်မှာလည်းကျွန်တော်ဒီ match man ကိုစီရောက်နေခဲ့ဆိုပဲ flanking လုပ်ဖို့အတွက်ကြိုးစားနေရကျွန်တော် DK position ကောင်းတယ်ဒါပေမဲ့တစ်ဖက်ကဝင်လာပြီးတော့ unbreak ပဲပြီးတာဗျနောက်မှလည်း Fury of the Phoenix ပြပြ stand out တဲ့နောက်မှာ free up poker disrupt တွေပြီးတာတဲ့ inter AOG ပြန်သုံးနေတယ်ဗျချန်နေခဲ့တဲ့ကုန်းတကောင်တော့ပြန်ပြီးတော့ wide ကျွေးဖို့တော့စဉ်းစားနေရဗျခေါင်းအတော်လေးတော့မာနီရဲ့အနေထားတစ်ခုမှာနောက်မှပြစ်နေခဲ့တဲ့ OP ရဲ့ damage တွေလုံးဝမတိုးနေရင်လည်းပဲဂျေတိုင်းတစ်သင်းလုံးကတော့ပြန်လည်ပြီးတော့ forward တော့လှုပ်သွားနိုင်ခဲ့တယ်ဗျဂျေတိုင်းအနေနဲ့တော့ဒီကရရှိခဲ့တဲ့ first lot impact ကြောင့် network ဒီ 1.3k ထိကိုတာသွားပြီဗျာအာလီဖိုင်းမှာ T7 လှုပ်ချင်တဲ့အရာဒီကျွန်တော် Dragon Face ရဲ့ third pit လောက်တည်းကစတာဗျဂျေတိုင်းကဒီလိုမျိုး Kimi ကိုအစောကြီးရဖျက်ယူလိုက်တဲ့ဆိုတဲ့အရာဒီ 3 strategy ကိုနည်းနည်းလေးသွားပြီးပြဿနာတက်စေတယ် match man นี่မပါမဲနဲ့ fighter တွေဆော့ပြီးတော့ mid lane မှာ Kimi နဲ့ဆော့မယ်ဆိုပြီးတော့အတွေးတစ်ခုတွေးလာတယ်မရဘူးဒါပေမဲ့ရတယ် Essential နဲ့ဆော့မယ်ဆိုပြီးတော့အတွေးထပ်တွေးတယ်ဒါပေမဲ့ Essential ထပ်ပန်းခံလိုက်ရတယ်အဲ့တော့ T7 အနေနဲ့နောက်ဆုံးအချိန်လေးမှာ combination ရမတူဘူးဆိုပေမဲ့လည်း Grand ကြောင်ရသေးတာတော့ထုတ်လိုက်ရတယ်ဗျအဲ့အချိန်မှာ OPD
အရင်လိုမျိုး hero ကအစောကြီးမရအောင်ဆိုရပြဿနာတစ်ခုကြုံတွေ့လာရတယ်နောက်တဲ့ second current တွေပါတက်ပြီးတော့ J တိုင်းတွေ pressure ပေးနေကြအဓိကတော့ low follow မလုပ်ဘဲနဲ့သူတို့ဒီ silent ရဲ့ second tower တွေယူဖို့တော့ကြိုးစားတာကြာနော်နောက်မှလည်း stick ကိုလည်းကျွန်တော်တို့မေးထားလို့တော့မရအောင် stick က free ရလို့ရှိရင်အကုန်လုံးရိုက်ခွဲလို့ရတဲ့အခြေအနေမျိုးတော့ရောက်နေကြတစ်ဖက်မှာလည်း EOG ပြင်ပြီးသုံးထားသေးfull finish နဲ့ Boga တက်တဲ့တွဲထားသေးတဲ့တောင်မှာ Jory Reptile နဲ့ Inter ပြင်ပြီးကာပေးနေနေပဲဘလို့မှတော့ damage ကတော့မရောက်ဗျDefeat Raw နဲ့ပြစ်တာနော်အဲ့ဒါတော့ OP ကဒါပေမဲ့ကျွန်တော်တစ်ဖက်မှာ Refer Line နဲ့ပြီးခင်းထားပြီးသားဖြစ်တဲ့ Torre Fusion နဲ့ဒီဟာကြီးအကုန်လုံးကြားထဲမှာ Resistance တွေတအားများဝိုင်းနေနေပဲ Yuri ကတော့လုံးဝမသိဘူးဗျာ online မှာရှိနေတဲ့ second tower တစ်လုံးမှာ Champion Stage နေနဲ့ push ထားသေးတယ်သူရဲ့ teammate တွေကလည်းပြန်ပြီးတော့ရောက်လာပြီတန်ပေါက်အနေနဲ့ရင်ပွဲအိမ်ဝါလိုမျိုးသူရဲ့ရုပ်ပြစားနေဆိုတဲ့အရာတခုကအရင်မလွယ်တော့ဘူးဗျာကဲနော်ဒီမှာလည်းတောက်ရှော့ပဲ lane က standard သေးတဲ့နောက်မှာတန်ပေါက်တယောက်တည်းပဲနောက်မှာပြစ်နေခဲ့တဲ့ career damage တွေလီနာရဲ့ damage တွေကြားထဲမှာဘလို့မတော့ပြန်လဲပြီးတော့ရုံးထွက်လို့တော့မရောက်ဘူးဗျာချန်နေခဲ့တဲ့ Inter AOG ကသူ့စီမှာရှိတော့မရှိတော့ဘူးဗျာ Inter ဒီချိန်မှာတော့ OP Skyvia stat စပြီးတော့ရတယ်ဗျာချန်နေခဲ့တဲ့ Jorio မှာ CK လိုင်းမေးဖို့တော့စူးစမ်းချိန်မှာလဲတော်တော်ဖြူဆန်းနေပြတ်သုံးနေတဲ့နောက်မှာတော့အရန်ကိုမာနေရဗျာ stick ရဲ့ damage ကတော်တော်တိတာရနော်ဒီနေရာမှာတော့ Hero တကောင်တော့သူတို့ပြန်ပြီးတော့ရလိုက်ပြီဒါပေမဲ့သူတို့ရလိုက်တဲ့အချိန်က low time တခုတော့မဟုတ်သေးဘူးဗျအဲ့တော့ low battle တခုပြန်ပြီးတော့ရင်ဆိုင်ရအောင်မယ်ရှင်းရန်တော့ကျွန်တော် battle တိုင်း battle တွေမှာသူရဲ့ Fury နဲ့ Phoenix တွေအနည်းဆုံး3កောင်4កောင်လောက်တော့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာလိုက်ပြီးတော့ follow လုပ် damage ပေးဖို့အတွက်ကရမ်းမလုံလောက်ဖြစ်နေဗျ damage dealer တွေများတယ်ဆိုပေမဲ့ကိုယ်ပြောလို့ပဲ durability နည်းနေတဲ့အခါမှာတန်းပေါက်တယောက်တည်းကတစ်ဖက်ကပြစ်တဲ့ damage တွေပေးတဲ့ damage တွေဒီຢာတွေအကုန်လုံးခါးစည်းခံဖို့အတွက်မလွယ်ဘူးဖြစ်နေ OP ရဲ့ position ကိုလည်းလိုက်ပြီးတော့တစ်ဖက်ကခေါင်းနေတယ်ဖြတ်စည်းနေရတာကဲဒီမှာလည်းအော်တော့နိုင်ငံလေး lucky တယောက်လေးဖြစ်နေတော့မှ AOG မှာထပ်ပြီးတော့ထားသေးတော့ Fury of the Phoenix ပြတ်ကဲဖို့ကြိုးစားရမယ်လေ Lucky တန်းတောင်းတယ်ဗျာပလိုက်ထဲမှာလည်း CK ထပ်ပြီးတော့မှောက်သွားနေတယ်ဘ2မတောင်းတင်7 DJ မှာလည်းဘလို့မတော့ဗတ်ဆိုင်ဖို့ကတော့မဖြစ်နိုင်ဘူးဗျာ Lucky ရဲ့မထမထားတဲ့ movement တစ်ခုကနေပြီးတော့ဗတ်စတင်ခဲ့တယ်ဆိုနေမဲ့ပြန်ပေးလိုက်ရတာဒီ carry hero နှစ်ကောင်ဒီဖြစ်နေနေပဲဒီကပေါ်လာခဲ့ log ကိုခြေတိုင်းအနေနဲ့ရဖို့တော့ကအတော်လေးကိုတော့အလားလာကောင်းနေပြီဗျာ Hero Nature အရ Swift Runner 3ကြောင်ပြီးသွားတဲ့ကာလတစ်ခုမှာတော့ Stick ရဲ့ Carry ဒီတစ်ဖက်ကဒီ Freya ဝင်လာတယ်ဆိုရင်တော့ Vocary Dance မသုံးခင်မှာသူဒီ Physical Damage ရ10ချက်လောက်ကဝင်ပြီးသွားပြီဗျာအဲ့အချိန်မှာ True Damage တွေနဲ့ကျလာတဲ့ CK ဒီသွေးတုံးဝက်လောက်ပဲရှိတော့တယ်နောက်မှာ Vengeance တွေပါဖွင့်ပြီးတော့ပြန်ခုတ်တယ်ဆိုပေမဲ့လည်းတစ်ဖက်ကသွေးတက်လုံးတွေကို short ချဖို့တဲ့ဒီနာစီမှာလည်း Glory One တွေပါနေတယ်အဲ့တော့ Freya ဒီလိုလင်းတလောက်သူ့ရဲ့ output တစ်ခုမထုတ်နိုင်ဘူးဖြစ်သွားခဲ့ဗျာဒီချိန်မှာလည်းပေါ်နေတဲ့ log ကိုလည်းထပ်ပြီးတော့ဂျီတိုင်းနေနဲ့ရယူသွားခဲ့တယ်အောက်လမ်းမှာဆိုင်တဲ့ဗတဲ့တစ်ခုတည် initiative တွေကောင်းကောင်းတွေ့ရတယ်လို့ပဲပြီးရင်အဘာနောက် guardian နဲ့ combination တစ်ခုဗျဒီကတော့သူတို့အနေနဲ့ဒါ spare တွေသွားပြီးတော့မထအောင်သုံးနိုင်တဲ့အရာတွေဒီ hero key တောက်လျှောက်သူတို့ဂျီတိုင်းနေရနေကြတာဟုတ်တယ် CK ကတော့ပြောမှဆိုလို့ရှိရင်တော့ဒီပွဲကလေဒီလား EHP rule ကိုကျွန်တော်တို့ damage ဆော့ရဲ့နေရာမှာ Freya ကအတော်လေးတော့ပြောမှဆိုရင်တော့ backup တော့လိုတယ်ဒါပေမဲ့တန်းပေါက်တယောက်တည်းဖြစ်နေတဲ့အချိန်မှာ career ပြစ်နေတဲ့ damage ကို CK ကိုယ်တိုင်လည်းသိပ်ပြီးတော့မခံနိုင်ဘူးဖြစ်နေရပါဗျာအဲ့ဒီပြေမှာ OP ကလည်းဘာမှလုပ်လို့တော့မရတဲ့အနေထားဒီပွဲမှာ Con stay အတော်လေးငြိမ်နေအဲ့ဒီပြေမှာ Inter Yuri နဲ့ Lina တို့ရဲ့ midtree ကိုတွဲလုံးကလည်းကောက်ကောက်ကြီးအလုံးလုံးနေတဲ့အချိန်မှာဂျေတိုင်းကိုတင်း7အနေနဲ့ကြော်ဖြတ်ဖို့ကတော့တော်တော်လေးတော့အားနေလာပြီလို့ပြောမှာဗျာ Stick က power spike ဖြစ်နေကြနော်9တောင်းနဲ့800 9တောင်းနဲ့600တော်လေးတော့များနေဒီချိန်မှာဆို item 4ချောင်းဗျာနောက်ထပ် win on nature တွေပါလာမယ်ဆိုတော့ Freya လည်းမကြောက်တော့ဘူး Lucky လည်းမကြောက်တော့ဘူး OP ကိုလည်းမကြောက်တော့ဘူးဆိုတဲ့ပုံစံတစ်ခုဖြစ်လာလိမ့်မယ်ဒီချိန်မှာထပ်ပြီးတော့ Bar of Guardian ဒီတိုင်းပဲ combo လေးပဲထပ်ပြီးတော့သုံးသားသေးရဗျာဒါပေမဲ့ဘယ်သူမှတော့မပါခဲ့ဘူးဒီကတော့ Thumb Box Flicker ပေးလိုက်တယ်ဆိုတဲ့ကာလတစ်ခုမှာ Super Minion Wave တွေကိုတော့သူတို့ပြန်လေပြီးတော့ဖြည့်ရှင်းသားသေးရ CK solo လေးပဲလော့သွားပြီးတော့ push သားသေးရဆိုမှလည်းတစ်ဖက်ကအသေးတွေအကုန်လုံးတက်လာရင်တော့ recall လေးမိပါမလားပြီးတော့မီဝါလောက်မထင်နဲ့ Rolling Stone နည်းနည်းလေးနောက်ကျသွားတယ်ဗျာနော်ဒီတက်ပူစောလို့ရှိရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ဒီတစ်ခေါက် second လို့လေ10 7ထပ်ပြီးတော့ရှင်းသားပြန်ပြီပြောလို့ရှိရင်တော့ဒီပွဲမှာဂျေတိုင်းကတော်တော်လေးပါနေပြီဗျာလက်ရှိချိန်မှာဒီ game နဲ့ပိုင်းခြားတွေမှာလဲ state နေတဲ့ window nature ပါလာလို့ရှိရင်တော့ဘယ်သူမှသူသွားပြီးတော့ကြောက်နေမယ့်အနေအထားမျိုးတော့မဟုတ်ဘူးနောက်ကပ်တီလဲ 4K ဒီပါလောက်ထိကိုဂျေတိုင်းသွားပြီးတော့တာနေရဲ့အခြေအနေဗျာဒီပွဲမှာဒီတစ်ခါပေါ်လာမဲ့ lot မတိုင်ခင်အချိန်မှာတော့တင်း7သူတို့အတွက်လိုအပ်နေခဲ့တဲ့ network တွေ item တွေကိုရှာမှတော့ရလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အရင်ကြီးတော့မလွယ်တော့ဗျာဒီတော့ထပ်ပေးရလို့ရှိရင်တော့ပြဿနာတက်တော့ပါဘူးဒီ7 4-1 လုံးသူတို့ CK ကိုတလိမ့်ပေးပြီးတော့ supply ထိုင်းရတယ်ပြီးသွားရင်ကျွန်တော်ဗတဲ့ဖြစ်မယ်ဆိုလဲအနောက်ကနေပတ်ဝင်ကျွန်တော် damage dealer တွေကိုသူခုတ်ပေါ့ဗျာလိုပုံစံတွေးလိုက်ဆိုမှလည်းတစ်ဖက်က career ဖြစ်တဲ့ကျွန်တော် stick ကတော်တော်လေး damage ထွက်နေပြီဗျာအဲ့တော့ဒီ stick ကိုပြတ်ဖို့အတွက်မလွယ်ဘူးပြီးတော့ front line မှာခုနက combination တစ်ခုဖြစ်တဲ့ Yuri က Unity Stone နဲ့ပြေးတိုက်တယ်ဒါမှအဘာတော့ Guardian နဲ့ထက်ကြတယ်အဲ့ stand ကြားတော့မှာခုံးကလိမ့်ရှိတ်ကထက် stand တယ်ပြီးသွားရင်ကျွန်တော်ဒီအဘာတော့ Guardian ကြပြီးတဲ့အချိန်မှာ Index က unbreakable ထက်သုံးတယ် stand นี่တောက်လျှောက်ထက်နေတယ်ဒါအပြင်မှာအနောက်ကနေပြီးတော့ Lina ကသူ့ရဲ့ Stallion ပေး tranship ပေါက်တွေပါပေးသေးရဆိုတော့တော်တော်လေးကိုများတဲ့ဒီ spare combination တွေကိုခံစားဖို့တဲ့ D7 တွေတော်တော်လေးခက်ခဲနေရဗျပြီးတော့ stick က item ဖူးသွားပြီ Okay stick ကလော item အပြည့်ပဲဗျာเนาะကျွန်တော် Malefic ကန်အော်တောက်ချောက်ပြည့်က stick တဲမနေကြားရမှာဟိုကတက်ဆန်ဘလို့မကာလို့မရဘူးဗျာ Vengeance Fever တွေကလည်းပြန်သုံးခဲ့မှာဆိုရင်တော့ကြာသွားနိုင်တဲ့အနေထားတကယ်ပဲ space stick ရဲ့ stp လိုက်ပြီး damage တွေကိုရက်တန်းလို့တော့မကြောက်ဘူးဗျာ
ဒီကတော့ Malefic Gun နေပြီးတော့ Straight Train 3ချောင်းဒီမိုဟန်နာနဲ့ပြစ်တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဘလောက်ပဲအာမများပြန်ပြီးတော့ဖောက်ဖို့အတွက်ကျွန်တော်တို့ဒါ 10k လာ item တစ်ခုဗျာเนาะကျွန်တော်တော်တော်လေးတော့များတဲ့ damage output တစ်ခုချက်ချင်းဆိုလိုပဲ state အနေနဲ့ပြသပြီးသွားပြီတန်းပေါက်ပြန်လည်းပြီးတော့ဝင်ရောက်လာတဲ့ကာလာတစ်ခုမှာတော့ spin line ဝင်မရှိတဲ့အချိန်မှာဗတ်တယ်ဆိုင်ဖို့နဲ့ကြိုးစားတာဒါဆိုရင်တော့မလွယ်ဘူးတော့ 4v5 ကြီးဗျာ ဟုတ်တယ်เนาะကျွန်တော်4ယောက်5ယောက်နေထားမှာတော့ Team 7အနေနဲ့ဒီ long လောက်ကိုကပ်ဖို့ရတော့မှအရင်ကြီးတော့မလွယ်တော့ဘူးတစ်ဖက်မှာလည်း call အနေနဲ့ subscribe button လေးပါလေးပြန်ပြီးတော့ပါလာတယ်ပေါ့လေနောက်မှလည်း OP ရသလောက်ပြန်ပုတ်နေမယ်လေ index စီမှာ reverse light တွေပြန်ရှိနေတဲ့အနေထားဒီလောက်တော့ဒါ J တိုင်းနေတကယ်ကေးဖို့တော့များတယ်ဗျာ4ယောက်5ယောက်ဒါပေမဲ့ပြန်ကြည့်မှဆိုလို့ရှိရင်ဗဒယ်ရင်ဆိုင်ရမယ်နဲ့တူတယ် index ကိုစောင့်အောင်ပါဗျာ flying cloud ဆိုတော့လည်းမြန်နေအဲ့တော့ပြန်လာလို့ရတယ်ဆိုတဲ့အခြေအနေတစ်ခုမှာသူ့ရဲ့ reverse light ခုနကတော့မပေးခဲ့ဘူးဒီဗတ်တယ်ကြားမှာပဲပေးဖို့အတွက်ဒါခြံထားရလို့ပဲပြောရမယ်ဗျာကဲ vision ပိုင်းကတော့ J တိုင်းဖွင့်ရမယ်ဆိုတဲ့အခါမှာ OP ကတော့ play ပဲတော့14 light ပြည့်နေရဗျာအဓိကတော့သူ့ရဲ့ dash zone တာ damage များနေပြီ sky via စာမရှိတာပဲရှိသေးတာသူစီမှာ ဟုတ်တယ် sky via စာမရှိရတော့ကြောင့်မလို့အရင်ကြီးတော့မနာဘူးပေါ့လေဒါပေမဲ့အဲ့ဒီပိုင်းဆိုင်ရာ massman တွေကတော့အကုန် mass နေပြီဗျာ stay speedy light way တွေရောဖက်က granger ရဲ့เนาะကျွန်တော် dash zone တာ damage တွေရောအတော်လေးအင်အားများနေတဲ့အနေထားနောက်မှပြောနေတယ် CK flicker လေးနဲ့ပြေးပြီး stand တာကောင်းတော့ကောင်းနေဗျာတောင်းမှလည်း every back town လေးပြန်ကြည့်ဖို့ကြိုးစားနေတဲ့အချိန်မှာလို့တော့ခြေတိုင်းထက်ရထားသေးတယ်ဗျာ reverse light ပြေးပြီး heat ထားသေးတဲ့နောက်မှာ Jury တော့ future ပြန်သုံးထားတယ်ဗျာ AOG တန်းပေါက်သွားပြီးတော့မိထားသေးတယ်ဒါမှလည်း CK lucky နဲ့တူပဲအကုန်လုံးပြန်ပြီးတော့ forward သွားတာလေးကတော့အတော်လေးညီသွားတယ်လို့ပဲပြောမှာဗျာလော်ပြီးသွားတဲ့အခြေအနေတစ်ခုမှာ hero k လေးရမလားဆိုပြီးတော့ J တိုင်းအနေနဲ့လာပြီးတော့ try ကြီးခဲ့တယ်ဗျာအဓိကတော့ Jury ဒီ Unity Stone နဲ့တစ်ဖက်ကဘိုးလိန်တာ OP နာကိုပြေးကပ်ဖို့ကြိုးစားတာဂျားထဲမှာ CK ကကျွန်တော် ambush လုပ်နေပြီးတော့ကျိုးရဲ့ Unity Stone လေးကိုဖြတ်ပြီးတော့တားလိုက်တာဗျာအဲ့တော့ target ကမရောက်ဘူးဖြစ်သွားခဲ့တယ်အဲ့လောက်မှကျွန်တော် index ကလည်းဒီသူ့ရဲ့ဒီ Avada Guardian နဲ့ပြန်ပြီးတော့ဟို try ကြီးသေးရပေါ့နော် flicker တွေပါပေးပြီးတော့ OP နဲ့ forward ပြီးတော့ဒီ high ground defense တစ်ခုကို 5 man နဲ့ sticky bomb တစ်ခုကျွန်တော် Team 7အနေနဲ့ပြန်ပြီးတော့ defend ရမယ်ဗျာဒီ Shinobi 9ယောက်ရဲ့ defense အားဘယ်လောက်ထိကောင်းမလဲ J တိုင်းကလည်းလက်ရှိမှာတာနေရဆိုတော့ damage output ရှိတာတော်တော်လေးသိတာညာပြနေတယ်အဓိက AOG နဲ့ index ကရင်ဆုံးဝင်လာမှာပဲ stay ရဲ့ damage ကိုเนาะကျွန်တော်တစ်ဖက်က Team 7ကစားမတွေခံနိုင်ရှိပါမလားလွယ်တော့မဟုတ်ဘူးခံနိုင်ရှိပါမလားဆိုတာထက်ခံနိုင်ရှိဖို့မလွယ်တော့တဲ့အခြေအနေလို့ပဲကျွန်တော်ပြောမယ်ဗျာ mega အနည်းဆုံး2လင်းလောက်ထိတော့ရနိုင်တယ် Stallion Pins တွေစပြီးတော့ပေးရတဲ့အနေထားမှာ mid ကိုတော့အမြန်ဆုံးပြန်တော့ရှင်းထားတယ်ဗျာ damage output ရတော့အတော်လေးတော့များတော့ဖန်တယ်ဒါပေမဲ့အောင်လဲ mega turret ကိုတော့ Team 7ဘယ်လိုမှတော့မကာနိုင်ဘူးတော့မလေးရှိက stage မှာ 2 man ဒါမှလည်း full of the feed နေပြန်ပြီးပေးရတဲ့တောက်မှာတော့ 5 man ပြန် stand နေဗျာဒီကောင်လေးပြစ်နေကြတဲ့ inter ပြန်ပြီး down သွားနေပြီ Pokai Test နဲ့တူပဲတောက်မှာ OP ပြန်ပြစ်တဲ့ damage တွေအတော်လေးကိုများနေနေပဲဒီ law နဲ့တူပဲ Hero Key တကောင်ကတော့ပြန်ပြီးတော့ပေးခဲ့ရတယ် mega ရလိုက်တာဖြစ်တော့ကြောင့်မလို့တန်တယ်လို့ပဲကျွန်တော်ပြောမှာဗျာ high ground defense တစ်ခုမှာတော့ Team 7အကောင်းဆုံးပုံစံတစ်ခုတော့ဆက်လက်ပြီးတော့ပြတ်သားထားတော့မယ်ဗျာနော်ဒီနေရာမှာ Nelly over extend ဖြစ်သွားမယ်ဆိုရင်တော့ OPC ကိုသူတို့အနေနဲ့ဒီလိုအပ်နေတဲ့ early ဘိုင်းတွေမှာမရှိခဲ့တဲ့ Sky Via stat တွေကိုပေးရနိုင်ခြင်းများလိမ့်မယ်ခုနကလေ Hugo တကောင်သူ့အနေနဲ့ပြန်လဲပြီးတော့သိမ့်ပိုက်သွားရဆိုတဲ့ကာလတစ်ခုမှာအရန်စင်ပြေတယ်ဆိုတဲ့ပုံစံလေးကိုသွားပြီးတော့တွေ့ရဗျာတန်းပေါက် flicker ကူရောင်းလေးသွားလေနေတဲ့ခိုင်တစ်ခုမှာ career ပြည့်ချက်နဲ့တူပဲ KL speed ပါ Lina သိမ့်ပိုက်သွားဗျာ lucky fantasy တွေပါပြန်ခေါ်ထားရဆိုမလဲ but ဆိုင်မို့အတွက်မလွယ်ဘူးနော် OP ပြန်လဲပြီးတော့ forward နေတော့ဒန်ငယ်ထဲမှာရှိနေတဲ့ကောင်တစ်ကောင်တွေ့သွားပြီဗျာလေရှိက stand တပေးသားသေးရဆိုမလဲ treasure box star တွေပေးနေကြတယ်မှာ lucky ဖြတ်ချထားခံထားရသေးပါလေမရဘူးဗျဒီနေရာမှာလည်း Hero Key ထက်ရဖို့ကြိုးစားနေခဲ့ဆိုပြီးပဲ over standing မှာတော့ Team 7ဘယ်လိုမှကြည်တိုင်းကိုတော့သွားပြီးတော့ဒါပဒယ်ဆိုင်မှုဆိုတာမဖြစ်နိုင်တဲ့အခြေအနေလိုပဲပြောရလိမ့်မယ်ဗျာတန်းပေါက်အနေနဲ့ကလည်းသူရှိနေတဲ့ခြုံတွေကိုလုံးဝ stick ကနော်ရှေ့ရခြုံလေးထဲမှာသွားဟိုက်နေရဆိုသူဝင်သွားတော့မြင်နေတခါတည်းပဲအဆုံးသတ်ပေးလိုက်တယ်တကယ်လဲကောင်းတယ်အဲ့တော့ 5.2k နဲ့ J တိုင်းဒီအချိန်မှာတော့သူတို့ရဲ့ network ကအသာသီးရမှုနဲ့တူပဲပွဲကိုတော့အဆုံးသတ်ဖို့တော့ကြိုးစားလာပြီဗျာ4ယောက်5ယောက်မှာတန်းပေါက်ပြန်ထွက်လာဖို့အတွက်အနေငယ်တော့လိုနေပါသေးရဲ့ကဲ passive လေးတော့စတင်ပြီးတော့တောင်းလာခဲ့ဗျာဒီအချိန်မှာတက်လာတဲ့ Cree တွေဒီရိုးရိုး normal Cree ဖြစ်နေတဲ့အတွက်ကြောင့် OP ရဲ့ dash zone တာတွေ Reso D နဲ့ဖြည့်ရှင်းလို့ရနေသေးတယ်အဲ့တော့ဒီ Cree တွေနဲ့အတူ Mega Tower လေးယူဖို့အတွက်ကအမှန်တိုင်းပြောရင် J တိုင်းအနေနဲ့မလွယ်ဘူးဗျသူတို့အနေနဲ့ lock ရမယ်ဒီ lock နဲ့အတူတူ follower လိုက်ပြီးတော့တရုံးနဲ့ area တွေဝင်သွားတဲ့ base တစ်ခုကောင်းကောင်းခွင်ကောင်းယူပြီးတော့သူတို့အနေနဲ့ချိုးမတော့ရလိမ့်မယ်ဗျဒီအချိန်မှာ online mega မရသေးဘူးဆိုတဲ့အရာက Team 7အတွက်လည်း chance တစ်ခုဖြစ်ကောင်းဖြစ်သွားတိုင်းနေဗတဲ့တစ်ခုကအခက်မတင် bounce back တစ်ခုအနေနဲ့ကြောင့်ဖြစ်သွားပြီးတော့ turning point ရ epic comeback တွေလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါလိမ့်ကဲเนาะ J တိုင်းအနေနဲ့သူတို့ရဲ့နိုင်ပွဲတစ်ခုကိုရရှိဖို့အတွက်ဆိုလို့ရှိရင်တော့တေချာပေါက် DK နံပါတ်1ကိုနိုင်မတော့ရမယ်အတော်လေးလဲအားတာနေတဲ့အနေထားလို့ပဲကျွန်တော်ပြောရမှာဗျာ CK ရဲ့ damage တွေကများတယ်เนาะဒါပေမဲ့လဲသူဟာရိုက်ခွင့်ရဖို့အတွက်အတော်လေးကိုခက်ခဲပါတယ်တော့မှရှိနေခဲ့တဲ့ index ရဲ့ every back town နေဘာရှာရဲ့ total fusion နေကြားထဲမှာ free ဟာသူလုံးချင်တိုင်းလုံးလို့ရတဲ့အခြေအနေတစ်ခုမှာတော့မရှိနေဘူးဗျာလက်ရှိချိန်မှာတော့ law တော့စပြီးတော့ပေါ်လာပြီဒီလောက်သာJ တိုင်းရမှာဆိုလို့ရှိရင်တော့ပွဲရပြီးတော့ရှိသွားပြီလို့ပဲကျွန်တော်ပြောမှန်းတူတယ်ဗျာတကယ်လို့
ဒီ lock မှာ lock မကီးပဲနဲ့ဗဒယ်ဆိုင်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ် ဆိုတော့ပြောနေနေပဲကိုယ်ပြောသလိုပဲဆိုင်တော့မှလားမသိဘူးဗျာတစ်ဖက်ကိုဆွဲခေါ်လာပြီးသွားပြီလိမ့်ရှိကကျဲဘာတော့ဂါဒီယံမထီသွားဘူးဗျာဒါပေမဲ့ OP flick က3ဝိုင်းခိုင်းတယ်ကမှ Furious Phoenix team mate ကိုပြန်လဲပြီးတော့စေးတယ်ဆိုတော့ OP တောင်းသွားပြီလိမ့်ရှိက2 match stand တော့ speedy line win damage နဲ့တူပဲ lucky ပါတောင်းသွားခဲ့ဆို CK ပြန်လဲပြီးတော့ format နေတဲ့တက်မှာ2 man down ဆိုတဲ့ပုံစံတစ်ခုတော့ချက်ချင်းဆိုလိုပဲ T7 ရင်ဆိုင်လိုက်ရပြီပဲဖြစ်ပါတယ်ဗျာ Team 7ရှေ့ကိုထွက်ပြီးတော့ဒီ lock လူဖို့ကြိုးစားခဲ့တဲ့နေရာမှာ Euroke နှစ်ကောင်တိကိုတော့ပြန်ပေးလိုက်ရတယ်ဗျာမိကိုသွားပြီးတော့ stay တောက်ချော့ပြပြနေခဲ့တယ် Bokai Desert Final တူပဲ Jadlock ပြန်ပြီးတော့ရိုက်တယ်ပဲ C share တကောင်ပြန်ပြီးတော့ down နေဗျာ Winner Nature နဲ့တူပဲ Lina ပြန်လဲ 4 back CK Vanya တွေပြန်ပြီးတော့ဖွင့်ထားခဲ့ပြီမလဲ throne တွေကိုတော့လုံးဝ free ရဝင်လာလို့တော့နေခဲ့ပြီဗျာဒီအချိန်မှာလဲ CK တကောင်နဲ့ကောက်ဖို့ကြိုးစားရမလဲမကြတော့ဘူးဗျာနောက်မှ live ပစ်နေခဲ့တဲ့ stay ရဲ့ damage တွေကြားထဲမှာဒီတကောင်မှာလဲ J-Time လိုအပ်နေခဲ့တဲ့နိုင်ပွဲတစ်ခုကိုတော့ KA number 1မှာစတင်ပြီးတော့ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ် Whoa